မွေးဖွားလာကလေးကထိုကောင်လေးသည်တခါဘူးညမငိုခဲ့ဘူးပေသူမိဘများကနည်းမျိုးစုံသုံး၍စူးစမ်းခဲ့ကြသည်တပားသူများကိုဖိတ်ခေါ်ပြီးသူ့ကိုဆက်နောက်ခိုင်းခြင်းထိတ်လန့်အောင်လုပ်ခိုင်းခြင်းများပင်ပြုလုပ်ခဲ့ကြတော့လေသူကတော့ဘာတော့ပြန်မှုမှမပြခဲ့ပေမိမိတို့သားလေးစကားနာမကျဖြစ်နေမှာကိုစိုးရိမ်ပြီးဇနီးမောင်နှံနှစ်ဦးမှမျောလင်းချက်များစတင်ကုန်ဆုံးလာခဲ့သည်ထိုစဉ်တနေ့တွင်အိမ်ကြီးချင်းတယောက်သည်မိန်းကလေးငယ်တဦးကိုချီပိုးလေးရောက်ရှိလာခဲ့သည်အထိုမိန်းကလေး၏မျက်နှာကိုမြင်လိုက်ရသည်ခဏမှပင်ကောင်လေးသည်ပထမဆုံးအကြိမ်ဖြစ်အော်ဟစ်ငိုယိုလေတော့သည်ထိုကလေးနှစ်ဦးကြားကထူးဆန်းသောတန်ရောစင်ကိုမြင်တွေ့ရသည့်အတွက်မိခင်ဖြစ်သူမှာအလွန်ဝမ်းသာသွားပြီးထိုမိန်းကလေးငယ်ကိုမွေးစားရန်ဆုံးဖြတ်ခဲ့သည်ထိုအချိန်မှစ၍သူတို့နှစ်ဦး၏ကံကြမ္မာမှာတစ်ခုတည်းဖြစ်ရစ်ပတ်နှောင်ဖွဲ့သွားခဲ့လေသည်နေ့အနေငယ်ကြာပြီးနောက်ကလေးနှစ်ယောက်မှာတယောက်နဲ့တယောက်လုံးဝကွဲပြားခြားနားစွာကြီးပြင်းလာခဲ့ကြသည်ကောင်လေး၏အမိမှာလမ်းကြောင်းဖြစ်ပြီးသူ့ကလေးဘဝတငယ်ချင်းမိန်းကလေးမှာတော့ရှောင်ဖြစ်သည်သူတို့မှာအသက်တူတော့လဲလမ်းချောင်းမှာထူးထူးခြားခြားထက်မြက်လုံးလာတစ်ဖြင့်အတန်းကျော်တက်ခွင့်ရခဲ့ပြီးရှောင်းကတော့အတန်းထဲတွင်အမြဲတမ်းအောက်ဆုံးနားမှာသာရှိနေခဲ့သည်မကြသေးမီကကျောင်းထဲတွင်တည့်ရစိန်ဟုခေါ်သောလှုပ်ဝက်အဖွဲ့အစည်းတစ်ခုအကြောင်းကောလာဟာလာများပြန့်နှံ့နေခဲ့သည်ထိုအဖွဲ့သည်အခြားကျောင်းသားများကိုအမြဲတစေဒုက္ခပေးလေရှိပြီးအလုပ်တစ်ခုလုပ်ပြီးတိုင်းအမတ်သားဖြစ်တည့်ရစိန်၃ရက်ကိုခြံထားလေရှိသည်ကြောက်စရာကောင်းသောထိုပုံမြင်ကိုပြောပြပြီးနောက်ကျွမ်းသည်စိတ်ငြိမ်သွားစေရန်သူမအကြိုက်ဆုံးအိုင်တော်တပ်ပုံများကိုဖုန်းထဲတွင်အမြန်ထုတ်ကြည့်လေသည်သို့သောထိုအချိန်မှာပင်အတန်းပိုင်ဆရာမကသူမကိုမိသွားပြီးဖုန်းကိုချက်ချင်းသိမ်းဆည်းလိုက်လေတော့သည်ပိုဆိုးဒီမှာဝန်သည်အတန်းတင်စာမှုပွဲပြီးမှသာဖုန်းကိုပြန်ရမည်ဟုအပြောခံလိုက်ရခြင်းဖြစ်သည်ထို့သောဖြစ်လင့်ကစားဝန်သည်တငယ်ချင်းနှင့်တွေ့ဆုံကအမတ်တရပစ္စည်းများလဲလှယ်ရန်ပေးထားသောကတိကိုတီးခဲ့သည်စိတ်မကောင်းဖြစ်နေသောဝန်ကိုမြင်ရသောအခါရှောင်းကသူမ၏အခင်ဆုံးတငယ်ချင်းကိုဒီတိုင်းမကြည့်ရသဖြင့်မိမိ၏ဖုန်းကိုဝန်အားရရရောရောငှားရမ်းပေးခဲ့သည်ထို့သောစေတနာနှင့်လှုပ်ဆောင်ပေးလိုက်ခြင်းကသူမကိုမကြာမီဒုက္ခတွင်းထဲသို့ဆွဲခေါ်သွားလိမ့်မည်ဟုရှောင်းလုံးဝမသိခဲ့ပေထို့နောက်တွင်ရှောင်း၏ငယ်တငယ်ချင်းဖြစ်သူလန်ချောင်ကထိုနေ့ကျောင်းဆင်းချိန်တွင်သူ့ကိုမဆောင်ရန်သူမထံစာပို့ခဲ့သည်သို့တော်လည်းရှောင်းကဒီဇလန်ရဲ့ကြန့်ရှိနေတဲ့အပိုင်းကိုဆက်ပြီးဘာသာပြန်ပေးစေချင်ပါသလား